ကျမကတက်တက်လို့စားရအိမ်ကအမျိုးသားအတွက်စွတ်စွတ်ပြုတ်လေးလုပ်ပေးမလားလို့ဟောအဲ့ဒါဒီတစ်ခါယူရပါလားတိတ်ရှိပါဘူး60သားလောက်ပဲရှိပါချိန်ရမယ်နော်ဒီကောင်အောင်ဆိုတော့တိတ်များနေလေသူကတယောက်တည်းစားမှာဆိုတော့ကုန်မမဟုတ်ဘူးပေါင်တစ်ချောင်းလောက်ပဲချိန်နေနော်အဲ့ဒါဆိုတော့ပေါင်တစ်ချောင်းတူတစ်ချမ်းလောက်ယူသွားပေါ့ပေါင်လေးကိုစွတ်ပြုတ်လေးလုပ်ပြီးတော့ယူလေးကြော်ကျူးကိုပို့မကောင်းဘူးကိုကတထဲမှမဟုတ်တာကွယ်လာလေကုန်ကန်နေနေမလားချိုးချန်ချွေတာမှာပေါ့ကျက်ပဲကြီးလေအမကြီးတော့360နည်းနည်း380ဒါဆိုကျမတို့ဒီပေါင်ချောင်းပေးပါဦးဒီပဲအဲ့ဒါပြောနေတာဒီအမလေးဒီပေါင်ချောင်းတောင်းဝင်အဲ့ဆိုဒီတစ်ချမ်းယူလိုက်ပါနော်ချိန်လိုက်နော်ဒီလိုလားဒါဆိုတာဘယ်လောက်ရှိမလဲမသိဘူးအကုန်လုံးချိန်လိုက်အကုန်လုံးချိန်လိုက်ပါကျမဒီပေါင်ယူမယ်လို့ပြောထားတာနော်တော့အမမြင်ဆိုအမယူမယ်ဆိုအဲ့ဒါ60တောင်းတယ်ဟိုဘယ်လိုပြောလို့လဲဥပဒါကိုစဉ်းစားနေတဲ့ဥစ္စာကျမအချိန်သိမရဘူးနော်ဘယ်လောက်ကြာလဲပြောကုန်ရှင်းမယ်အားလုံးတော့136ကျပ်နဲ့18ကျပ်134ကျပ်ပဲကြာတယ်အော်အဲ့လောက်ပဲကြာရလားရှင်းမယ်အကုန်ရှင်းမယ်အမပြောစီလာဘလို့ဖြစ်လာတာဘာဖြစ်ရမှာလဲဟိုကောင်မလေးဟိုဘက်ခန့်ကောင်မပေါ့အပြားဖြစ်တပြားမှမရှိပဲဟဲ့လောက်တဲ့အဆန်ချောင်မမိစမ်းဘာဖြစ်လာဘာဖြစ်ရမှာလဲကျမစက်ပေါင်တစ်ချောင်းတောင်းဝယ်တယ်လေအဲ့တော့ဒီကောင်မနောက်မှရောက်ပြီးဒီကောင်လုံးဝယ်သွားတယ်ကဲအဲ့ဒါနင်းညက်လို့ခံရတာခံပေါ်ဟာတထောင်းလုံးဝယ်ပလိုက်ပေါ့ဘယ်မှာလဲပတ်စံဘယ်မှာလဲရှင်းရပတ်စံอ่ะဟမ်ရှင်းရလာတာနှစ်ပဲ6ပြားနဲ့တက်သားစားဖို့ဆိုတာလေကန်ဆန်းမဲ့ပေါက်မှာစားရမယ်မဲ့လားလေလားကျမတန်တန်ခံနိုင်လို့လားပေါ့တော်စမ်းဟာနင်းရလေငါနင်းဘက်ကလည်းအကောင့်လိုက်ပြောပြရသေးတယ်ဘယ်နဲ့ရှင်းနေရတယ်တရားခံဖြစ်ရမယ်ပေါ့မင်းတို့ကလည်းကွာကိုယ့်အိမ်သားကြီးကိုသင့်ပေါင်းကြမှာပေါ့သူများကြားလို့မသိတော့ပါဘူးကွ။အိုးအဖေကလည်းသူတို့ကဇွတ်လိုက်ပြိုင်နေတာ။ဟိုထားဆိုးလဲမသိကြအောင်ဆောင်းနေလိုက်ပေါ့သမီးကြီးမဟုတ်ဘူးလေဖေကလည်းဒီမှာလမ်းသွားတယ်ဆိုတာကိုလမ်းကိုတဲ့တဲ့လျှောက်ကြရင်ကောင်းတာပေါ့ခုတော့ဘေးလူတထောင်နဲ့တွက်လိုက်ဖနှောင်းနဲ့ပေါက်လိုက်လုံနေအောင်ကျွန်တော်တို့ကခန်းနေရမှာလားအလိုရာမရကိုလင်းရပြဖြောင်းပြပြီးပြောမလားလို့အောင်းမိနေတယ်မီးလောင်ရအောင်မင်းကဓာတ်စီဝင်လောင်းနေတာကိုကွရကရိုရေတသားကြော်မှမလို့ညော်မယ်တော့ကြော်ဟဲ့ဘယ်ပြောင်းတယ်လာပါဦးလာပြီအဲ့လိုတစ်တာဘလောက်လဲတော့ဟုတ်ကဲ့တကောင်းလုံးရေရောဘလောက်လဲဟောအတော်ကြီးကလည်းဘာကြောင့်ကြည့်နေတာလဲကျမကတကယ်ဝယ်မရှင်တကောင်းလုံးရေဘလောက်ပြရမှာလဲပြောသမီးကတကယ်ယူမှာလားဟောခက်နေပြန်ပါပြီကျမကနောက်ပါမလားအတော်ကြီးရဲ့တကောင်းလုံးဆိုရင်ဘလောက်လဲပြောကဲအလုံးတပိတ်တာ50ရှိတယ်သမီးတပိတ်တာ60 50လား30အလုံး90ကျန်အော်90ရဲ့လားယူမယ်ဟိုဒေါ်ကြီးကလည်းဒေါ်ကြီးကိုကျမအရင်ခေါ်တာလေကျမ30တောင်အရင်ချိန်ပေးပေါ့ကျမတပေါင်းလုံးဝယ်တာနော်ဒေါ်ကြီးဒီတောင်းနဲ့ပဲပြုတ်စိတ်လေးမှအပြင်ရောက်မခံနိုင်ဘူးဒါပဲသူ့30သားပေးလိုက်တော့သမီးရဲ့ကျန်တာသမီးယူတော့အော်ကျမပြောတာကိုဒေါ်ကြီးနားမရှင်းဘူးထင်တယ်အဒေါ်ကြီးပဲပြုတ်တောင်းနဲ့ပဲပြုတ်ကိုလေ30သားမပြောနဲ့စိတ်ကလေးစွန်းသွားရင်တော့ကျမဒေါ်ကြီးဆရာဝယ်မှာမဟုတ်ဘူးဒေါ်ကြီးဖာလာဒေါ်ကြီးချေတောအောင်ရောင်းမိတော့ပဲပြုတ်နေဘယ်အသေးစီရောက်ဝယ်ရပါလဲဒီလိုတော့မလုပ်လိုက်ပါနဲ့သမီးရဲ့ဒီသမီးလို့တောင်းမှရမှာပေါ့သမီးအမေအကုန်သူ့ကိုရောင်းလိုက်တော့မယ်နော်ရောင်းပဲပြုတ်မစားလို့ဘာမှဖြစ်မသွားဘူးစက်သားဝယ်စားတာပဲကောင်းတယ်စက်သားစားမှအားရှိတာဖေးစားတော့ဖေးစားမလုံးတော့
တာပေါ့ နေစမ်းမအောင်ကိုကဘာလို့မိလို့တော့ အော်ရှင်းပြောနေမှာမဟုတ်ရှင်းလေရေးထဲမှာ မင်းကလည်းကွာရှင်းပြောစမ်းပါကဲပြောဘာဖြစ်လာလဲ ဘာဖြစ်ရမလဲရှင်ဟိုဘက်ခန့်ကောင်းမှာပေါ့နည်းနည်းလို့ပြီးများအတန်ထွက်လေ loud speaker မှာကျမဘေးလို့10တောင်းဝင်နေတာသူကတောင်းလုံးဝပြစ်လိုက်တယ်လေ အဲ့ဒါမင်းညံ့တာပေါ့ကွာမင်းကအရင်ဦးအောင်တထောင်လုံးဝဲပြစ်လိုက်ပါလား ဘယ်လိုဖြစ်ကြတာလဲကွာမရစူးစူးပူပူဆိုရင်လင်းကလည်းချောချောမောမောပြောမှာပေါ့မိဆိုတာရေးနေပဲပဲပဲရေးနွေးပဲပဲပဲရိမ့်နာကြီးပါပဲ ရေးနဲ့ပဲ့အောင်တကြံကြနေတာမှမဟုတ်ပဲဖေးရဲ့ရေးနဲ့ပဲ့မယ်ဆိုရင်တော့လေရေခဲတော့ဝင်ရဘာညာလဲရေခဲစီကလည်းနဲတာမဟုတ်ဘူး အော်ရှင်းလေရေးထဲမှာဟုတ်သားပဲဖေးရဲ့ပြီးတော့လာပြီးတော့ရွှေပြည်တရားလာဟောနေဒါဓမ္မယုံမမဟုတ်တာ ရေးနွေးနဲ့ပဲ့ရင်ပက်တဲ့လူပဲပူတာပေါ့ကွာရေးအေးနဲ့ပဲပက်ကြစမ်းပါ ဟေးအောင်ဘူးတို့အေးဝင်းတို့မောင်နှမတွေလာကြဟေးကျမတို့ညီမအောင်လာခဲ့ဒီနေ့အန်တီကနေတို့ကိုလေပဲပြုံးနဲ့ထမင်းနဲ့နေကျွေးမှာသိလားဟေးမြင်မြင်လာကြနော်အန်တီကဒီနေ့ပဲပြုံးတွေတထောင်လုံးဝယ်ထားတာတရက်ကိုလုံကျွေးလို့တော့မကုန်ဘူးကျွေးရက်ွက်ပြမရှိတယ်ကလျာဏနယ်ဝင်သူတော်စင်ပေါင်းတို့ခင်ဗျာရက်ွက်ပြမရှိကြတယ်ကလျာဏနယ်ဝင်သူတော်စင်ပေါင်းတို့ခင်ဗျာဒါနနဲ့သီလမပါနှွေးခါမသိရေဘူးနဲ့ဖဏမပါတေကာမသိဆိုတယ်လို့ကျွန်တော်တို့အချင်းငါရှိတဲ့အခိုက်မှာကျွန်တော်တို့ရက်ွက်ဓမ္မယုံကြီးအတွက်ဒါနပြုဖို့ရအကျုံးမျှော်လို့နှိုးတော်လာပါတယ်ခင်ဗျာညာနာနာနာစัจ java လာကဘာမောနေကြံကြံညိုမြတ်တကောရောအနန္တနဲ့ဤစုံတော်မူသောအရှင်ဝိပတိသတ္တဝါဘုရားရက်ွက်တွေမှာရှိကြတယ်ကလျာဏတွေသူတော်စင်ပေါင်းတို့ခင်ဗျာကျမလူငွေတိတ်တင်လောက်ပါ အော်လူငွေထည့်ခြင်းလို့ဟုတ်ကဲ့ခင်ဗျဘယ်လောက်ထည့်မှာလဲခင်ဗျ ငါတက်ပါရှင် ငါးကျဟုတ်ကဲ့ဟိုအလှရှင်နာမည်လေး ရုံးအုပ်ကြီးဦးအောင်နဲ့ဇနီးမတိုးပါ ရုံးကြီးဥအောင်တဲ့ဇနီးမတို့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါရုံးအုပ်ကြီးဦးအောင်နဲ့ဇနီးမတိုးတို့ကအနန္တ၅ပါးကိုဥဒိတ်ထားပြီးတော့အတူရင်၅ကြဥပြီးတကလာဖြစ်လျာဘဝတိုင်းမှာလူရင်းဆန္ဒပြေဝကြပါစေစိတ်နှလုံးအေးချမ်းကြပါစေခင်ဗျာပတ်စံလို့မလို့လာပါပြီဘယ်လောက်လဲခင်ဗျဘယ်လောက်လဲ30အလှရှင်နာမည်လေးခင်ဗျ ရုံးအုပ်ကြီးဦးသူရနဲ့ဒေါ်မျိုးမျိုး အော်ရုံအုပ်ကြီးဦးသူရနဲ့ဒေါ်မျိုးမျိုးဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ လိန်လက်ခါអော်ပေးနော်ကျမ30တောင်ထည့်ရတာ အော်နှစ်ခါဩပါမယ်ခင်ဗျဩပါမယ်ခင်ဗျ ရော့ အော် ဒါမျိုးတော့ကြောလို့ဘယ်ရမလဲ ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရုံးအုပ်ကြီးဦးသူရနဲ့ဇနီးဒေါ်မျိုးမျိုးတို့ကနေပြီးတော့တီလာ10ပါဥထိတ်ထားပြီးတော့အလူငွေ30နောက်တစ်ခါထားဩပါမယ်ခင်ဗျာရုံးအုပ်ကြီးဦးသူရနဲ့ရုံးအုပ်ကြီးကတော့ဒေါ်မျိုးမျိုးကတီလာ10ပါဥထိတ်ထားရလူငွေ30 ကျမဆရာကြီး ခင်ဗျာ ကျမအလူတော်ဝင်15တက်ထက်လူလေ စကားကြ ဟုတ်တယ်ရောက်ဒီတစ်ခါကြဲကြဲလေး3ခါអော်ပေးနော် 3ခါ ဟုတ်တယ် ဩပါမယ်ခင်ဗျ မမရမလား မှတ်မိတာပေါ့ခင်ဗျမှတ်မိတာပေါ့ခင်ဗျ ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါရုံးအုပ်ကြီးဦးအောင်နဲ့ဇနီးမတိုးတို့ကနေပြီးတော့သီလ10ပါးနဲ့အနန္တ5ပါးကိုပေါင်းပြီးတော့အလူငွေ15ကျာနောက်တစ်ခါអော်ပါမယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာရုံးအုပ်ကြီးဦးအောင်နဲ့ဦးအောင်ရဲ့ကတော်မတိုးတို့ကနေပြီးတော့သီလ10ပါးနဲ့အနန္တ5ပါးကိုပေါင်းပြီးတော့အလူငွေ15ကျာနောက်တစ်ခါអော်ပါအောင်မယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာရုံးကြီးဦးအောင်နဲ့ရုံးကြီးကတော့မတိုးတော့သီလ10ပါးနဲ့အနန္တ5ပါးကိုပေါင်းပြီးအလူငွေ15ကျာ ဦးလေးလာဒီမှာကျမ20လှူမယ် ဖြာ20 ကျဲလေး၄ကអော်စမ်းပါ 4က ဟုတ်တယ် ဩမယ်သိချဩမယ် ကျမလည်းမမိရနော် မှတ်မိပါလေဗျာမှတ်မိပါလေဗျာဩပါမယ်ဩပါမယ်ဩပါမယ်
တင်းပါဆရာကျွန်တော်ရေကြောက်လားဆရာကျွန်တော်ရေရင်ဝင်မှာဆိုဆရာပြောတော့ဆရာပြောတော့ကျွန်တော်ရေဆိုးဆရာကျွန်တော်အစောကြီးကကြိုပြောတာလေကျွန်တော်လည်းကြိုပြောတာလေဆရာကျွန်တော်ရေကြီးလည်းမှာမဆိုးကျွန်တော်စီလာပါဆရာကျွန်တော်ရေကြီးလားဆရာဟာမဟုတ်လေဆရာဟိုအစောကြီးကလေကျွန်တော်ရောက်ခမကြီးလေနေမကောင်းလို့နေဆရာကိုကျွန်တော်လာပြောထားတာလေဟုတ်တယ်လေအဲ့ဒါဟုတ်ဘူးဆရာကျွန်တော်ကဒီမှာဆရာနှာစီးတွေကကျွန်တော်ဘိုကင်လောက်ထားတာလေနှာစီးဆိုင်မှုလေဆရာမဟုတ်ဘူးလေကျွန်တော်ခန့်ဆရာအရင်လိုက်လေဟုတ်တယ်မဟုတ်ဘူးလေမဟုတ်ပါတယ်ဟုတ်ပါတယ်ဘာလို့ဟုတ်ရမှာလဲမဟုတ်ဘူးဆရာရဲ့မဟုတ်ပါဘူးဆရာဟုတ်ပါတယ်ဗျာဆရာလေဘာလို့မဟုတ်ရမှာလဲဟုတ်ပါဘူးခက်တာဘာလို့မှမသိဗျာဘာမှမလုပ်နဲ့ကျွန်တော်အခန်းမဲ့အရင်လိုက်ခဲ့လိုက်တော့ဒီလိုဗျာဟုတ်တယ်ဟိုကျွန်တော်စစ်တစ်တာကိုခင်ဗျာခန်းယူပါဟုတ်ကဲ့ခင်ဗျာနဲ့ကျွန်တော်လိုက်ခဲ့မယ်ဟုတ်လားဟမ်ဟုတ်တယ်ဘူးဗျာကျုပ်စစ်တစ်တာပုံမှန်ကျုပ်ကဖြစ်မှာဗောဗျာရှုပ်ပါတယ်ဆရာရဲ့လာပါကျွန်တော်အခန်းမှာအရင်လိုက်ခဲ့ပါဆရာရဲ့ဟုတ်တယ်မဟုတ်ပါဘူးဆရာမဟုတ်ပါဘူးဒီလိုပါကျွန်တော်ပြောမယ်ခေါင်းပန်းနှံလိုက်ဗျာနိုင်တဲ့အိမ်ဆရာလိုက်သွားလိုက်ပြီးတာပဲမဆိုးဟိုသူ့အကြံဉာဏ်မဆိုးဘူးလေဆရာဒါဟိုဒီပြိုင်ပွဲကြတော့ဟိုတရားမျှတာပါနော်ဟိုနာမည်ဆရာရဲ့ဟိုကဘယ်လိုပြောမလဲဟိုအချိန်လေးတော့ကန့်တတ်ကြရအောင်နော်ဆရာနော်ဘယ်လို9မိနစ်ဆရာကျွန်တော်အိမ်လိုက်ရင်9မိနစ်ပြီးရင်သူ့အိမ်သွား9မိနစ်ပြီးကျွန်တော်စီပြန်လာ9မိနစ်ဟုတ်တယ်မလားဒီလိုလုပ်မှာပေါ့ဆရာရဲ့နော်ဟုတ်ဗျာကျုပ်ကလူနောင်9မိနစ်နဲ့ဘယ်လိုကုရမှာလဲဗျာရပါတယ်ဆရာရဲ့9မိနစ်နဲ့ဒူလေးပါ9မိနစ်ဆေးထိုး9မိနစ်ဆေးတိုက်9မိနစ်စမ်းသပ်ပြီးတော့9မိနစ်ဟိုဘက်အိမ်ကူသွားပြီးရင်ဒီဘက်9မိနစ်ဒီဘက်ပြန်လာရပါတယ်ဆရာရဲ့ခင်ဗျားပဲတောက်ခုလိုက်ပါတော့နော်ဘာလို့ကူရမှာလဲကွာသဘောပြောပြတာဘာခင်ဗျားတောက်ခုလိုက်ပါဟုတ်ပါပြီသဘောပြောတာပဲလေဟုတ်ပါပြီခင်ဗျားတို့ဒီကိစ္စကိုခင်ဗျားတို့ညောင်သဘောတူတယ်ပေါ့တူတယ်တူရင်ကျွန်တော်တူတာပေါ့အဲ့ဒါတော့ကျွန်တော်ညောင်လှန်ညာဘာတို့ဘာလှန်ရမှာလဲခေါင်းပန်းလေခင်ဗျားတို့လောင်းနာတယ်လေခေါင်းပန်းရတယ်အဲ့ဒါလှန်ခိုင်းတာပါโอเคရပါတယ်ဒါလေးအကြောင်းဖို့ပါဟုတ်တယ်မလားဟုတ်ပြီကဲတကယ်ချင်းကောင်းလားဘာတော့ကွာမဟုတ်လေတကယ်ချင်းကောင်းလားကိုကပန်းလားဒီသဘောမျိုးပြောတာရှင်းမေးပါရှင်းလေးမေးတာပဲကိုကောင်းကောင်းတယ်ကျုပ်တယ်လည်းလိုက်တယ်နော်သိရမှာကျုပ်သိရမှာဗျာဟာပန်းခင်ဗျာပန်းကျွန်တော်နိုင်ပြီကျွန်တော်နိုင်သွားပါပြီခင်ဗျာနော်ဆရာလို့အေးစီးဆရာကျွန်တော်လည်းလိုက်ခဲ့တော့ရော့ခင်ဗျာကင်လိုက်ခဲ့ဘာလို့ကင်မှာတော့ဗျာအော် sorry ရှုံးတာပဲဟုတ်တယ်လာဆရာလိုက်မယ်နော်သွားမယ်โอเคsorry သွားမယ်တတ်တာနော်ဟောရော့ပတ်စံလာပါဆရာလာပါခင်ဗျာဆရာထိုင်ပါဆရာကျမဖေကိုစမ်းကြည့်ပါဦးဟမ်ဆရာမပါမလားဟုတ်လားဟမ်ဟိုဘက်အိမ်အကောင်ဖြတ်ခေါ်သွားတာဟမ်နိုင်ကြည့်ကြစမ်းဘာလို့ပို့လဲမင်းမသိပါဘူးကွာ9မိနစ်နေပြန်ခေါ်လို့ရတယ်ကိုဘက်9မိနစ်ဒီဘက်9မိနစ်လို့ငါတို့သဘောတူပြီးသားကြည့်တာတခြားကြည့်တာတစ်ဆက်ကမခံနဲ့ရှင်လည်းကြည့်တာဟုတ်ပါတယ်ဆရာဟိုဒါကျွန်တော်ရောက်ခါမှလူနာပါမအော်ဘူးဆရာအတန်းတော့မထွက်ဘူးမျောနေတာဟောလူနာကိုဘယ် online လဲဒါနဲ့ဟိုသူ့ရဲ့ဖြစ်စဉ်လေးဗျာကျွန်တော်ပြောပြသားမှာ history ပေါ့နော်ဟုတ်ကဲ့ဟို medical history ကိုပြောတာပေါ့နော်ဟုတ်ပါတယ်ခင်ဗျာ past history ပေါ့ပြောပါဟိုဖြစ်ပွားပုံလေးကလေတနေ့မနေ့ကပေါ့ဆရာရဲ့မနေ့သူရေအိမ်တက်တယ်ဆရာအဲ့ရေအိမ်ကလည်းဆင်းလာအောင်ဆရာရဲ့ဟိုသူကင်းကောင်ကြိုက်တယ်ဆရာရှင်းတော့အများကြီးနေလေမဲလေးတွေလေအစိတ်များတယ်အရန်ပြင်းတာပဲဟုတ်တယ်ဆရာအဲ့ဒီလိုအဲ့ဒါလည်းကြိုက်လိုက်ပြီးတော့လေသူအဖျားတက်သွားအောင်ဆရာရဲ့သူအဖျားဘယ်အဖျားတက်သွားတာညောင်းမင်းမဟုတ်ဘူးလေဟုတ်ဒီ fever ယောဂ fever လေ fever တက်သွားတာလေ fever ဆိုတာဟောဆရာရဲ့ fever ဆိုတာလေအပူချိန်temperature လေ temperature သတ်မှတ်မီတာနဲ့တိုင်ရတယ်လေရပါပြီဗျာကျွန်တော်သိသွားပြီလေမေ့နေမှာဆိုလို့ပါဆရာရတယ်အဲ့ဒါနဲ့ကျွန်တော်စဉ်းစားလိုက်တယ်လေသူက fever လေးရှိနေတယ်မလားအဲ့ဒါနဲ့ကျွန်တော် paracetamol တော့တိုက်တင်တယ်လို့ကျွန်တော်ယူဆလိုက်တယ်ဆရာရဲ့ဟုတ်ပါတယ်အဲ့ဒါနဲ့သူ့ကျွန်တော် QID on လိုက်တယ်ဆရာခင်ဗျာ QID on လိုက်တယ်ဟုတ်တယ်ဆရာဟုတ်ကဲ့ဆက်ပြီးတော့ကျွန်တော်စဉ်းစားကြည့်တယ်လေဒါအစိတ်ကြောင့်မလား antibiotic တခုခုတော့ပေးသင့်တယ်ဟုတ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော် white spectrum နဲ့ကျွန်တော်ရွေးလိုက်တာဆရာရဲ့ tetracycline ဟုတ်တယ်နော်ဟုတ်ပါတယ်အဲ့ဒါကျွန်တော်သူ့ကို 2 BD ပေးပလိုက်တယ်ဆရာအောင်လေးဗျာခင်ဗျာအရမ်းမှန်ပါလားဟုတ်တယ်ဗျာဟုတ်တယ်အဲ့ဒီကမျောသွားတော့တာပဲဗျာခင်ဗျာကောင်းလည်းမကောင်းလည်းမျောရတယ်လို့ဗျာဟုတ်တယ်ဆရာဒီလိုလုပ်ပါလားဗျာကျွန်တော်တက်တာခင်ဗျာစက်တာကုလိုက်ပါလားဗျာဟုတ်ကဲ့ဆရာပြန်တော့လေဟုတ်ဘူးလေဆရာပြန်မယ်လို့ပြောနေတာမဟုတ်ပါဘူးဆရာရဲ့ဟိုကျွန်တော်ကမိချောင်းမရေခဲပြတယ်မသဘောမထားပါနဲ့ဆရာရဲ့ဆရာကြည့်ပါဆရာဆန်းလိုက်မယ်နော်9မိနစ်ချိန်ရဟုတ်ကဲ့ဟိုပတ်ဆွေလေးဆန်းဆရာလက်မှာဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟပ်ပြီလားဆရာရတမ်းမေးဖြစ်မဖြစ်ပါစမ်းကြည့်ပါဦးဆရာနွားရှိထွန်ကျူးလို့များဖြစ်နေလားမသိဘူး
များတို့အဖေဆုံးပြီဗျာဒါ ကြည့်နင်လည်းကော ဘာပေါ့ကြာလားဘာမလဲပြည့်ပြီဗျာအော်ဟုတ်ကဲ့လာခဲ့ပြီ အဖေဆုံးပြီရဲ့ အသက်မရှိတဲ့လူနာကိုကြည့်နေလို့ဘာလို့မအောင်ဆရာရဲ့ဆရာကြောက်ဆရာ ကြွပါဆရာထိုင်ပါရှင်ထိုင်ပါ ခမည်းလူနာကြည့်ရတာဘာယောဂဖြစ်တယ်မို့လားဟာဆရာလည်းဒုက္ခပါပဲဘာယောဂဖြစ်တယ်လဲဘာယောဂဖြစ်တယ်လဲကျွန်တော်ကြည့်မယ်တော့ဒါပြောတာပါကြည့်ပါမပြီးသေးလို့ပါဟေးခမည်းလူနာကိုကင်းကောင်းနေပါလေကြိုက်သေးလားဘယ်ကကင်းကောင်းတော့ဆရာရေရင်အဆင်းပါဗျာကင်းကောင်းနေမှာမကြိုက်ဘူးလားဘယ်ရေရင်အဆင်းရမှာတော့ဟာရောသွားလို့ဗျာဟိုဘခန်းနဲ့ဟိုရောသွားလို့ပါဟေးခမည်းလူနာညောင်ပင်ဖျားနေပါကြက်သေးလားဒီလောက်အသေးအံဖြစ်နေတယ်ဘယ်လိုလုပ်ညောင်ပင်များတက်ရမှာတော့ဆရာရောပြန်ပြီဗျာရောပြန်ပြီဟေးခင်ဗျားလူနာကိုပါရာစီတမောကြည့်လိုက်လေခင်ဗျားအွန်လိုင်းသေးလားဟာဆရာအခုပဲဟိုဘက်ကဒီခေါ်လာတဲ့ဥစ္စာဘာတွေအောင်အောင်မှာတော့ဆရာရဲ့ရောပြန်ပြီဗျာရောပြန်ပြီအာဟေးခင်ဗျားလူနာအစိတ်ပြင်းနဲ့ຢာဗျာဟုတ်ပါတက်ဟိုဘက်ကငွေဟိုလေဟိုအစိတ်ပြင်းတာဗျာတက်နဲ့စတာပါတက်ထရာဗျာတက်ထရာ2ဘီလီတက်ထရာကြီးက2ဘီလီများអွန်နာသေးလားဆရာရေဘာမှတော့မလုပ်ရသေးဘူးဘာလီလားអွန်နေတာတော့ဆရာရောပြန်ပြီဗျာရောပြန်ပြီဆရာရောပဲပြန်ဆိုးပဲပြန်ပုတ်ပုတ်လှဲ့ကြိုက်တဲ့ဘက်ကသွားပြီတော့အဲ့ဒါကောင်းနေတာသွားလိုက်ဦးမယ်ဗျာနေဦးလေဆရာရေဖေးသွားမှတော့လူနာချင်းကြည့်ပါဦးဆရာရေဟုတ်ကဲ့ဟုတ်ပါရဲ့ဆရာရဲ့ကျမဖေကြည့်သွားပါဦး ကြည့်ပေးရမှာပေါ့ဗျာကြည့်ပေးရမှာပေါ့ဟိုဘက်ခန်းလူတောင်ကြုတ်ကြည့်ပေးလိုက်တာတည်သွားပြီရှင်ဗျာဒုက္ခပါပဲဆရာ9မိနစ်ပြည့်ပြီဆရာဟိုဘက်ခန်းကိုသွားရင်သွားဒါမှမဟုတ်လေဆရာပြန်မလို့ဆရာအိုးရှင်ကလေဘယ်ကပြည့်ရမှာလဲဆရာမြန်ကြည့်ပေးပါဦးပြောနေရတယ်ပဲ9မိနစ်ပြည့်တော့မယ်အမြန်ကြည့်ပေးပါဆရာရဲ့ကြည့်ပေးပါမယ်ဗျာကြည့်ပေးပါမယ်ဘာမှမပူပါနဲ့နော်ခင်ဗျာအေးစိတ်အေးစိတ်တာထားဟုတ်လားဆရာမပူပါနဲ့ဘာမှစိတ်မပူနဲ့ဆရာဒါကျွန်တော်မိမလဲဗျအော်ဒါကြောင့်ကျွန်တော်တမျိုးကြီးဖြစ်နေပါလားလို့ကျွန်တော်ထင်နေတာလူလာလက်ကဒီမှာဟုတ်ကဲ့မြန်ကြည့်ပါဆရာရဲ့ဟိုလေကျွန်တော်ဘာမှစိတ်မပူနဲ့နော်ပစ္စည်းလေးတစ်ခုကြံခဲ့လို့ကျွန်တော်သွားယူလိုက်အောင်ဆရာရဲ့ဘာမှမေ့ကြံခဲ့လို့လဲဒါခင်ဗျားတို့မသိဘူးကျွန်တော်မှသိမှာတတိပြန်လာခဲ့နော်တတိပြန်လာခဲ့မယ်ရှင်ကလေအဖေချင်းနေလေမေးလိုက်အောင်လေဆရာအဖေချင်းနေကိုပြောပြခဲ့ပါဦးခင်ဗျားတို့ဖေစုံးမကြီးဗျာရှင်မတို့ငါငိုနေပြီလားမင်းလည်းငိုပါလားကွာကျမကငိုတတ်တဲ့ဟောင်းမင်းကငိုနေတဲ့ပေးရအောင်ပါလားကွာငိုတတ်တာပဲငိုပါရဲ့ငိုတတ်ပါဦးဆိုမ我看到我了，你们想不啦？我没好不好？在哪？我在哪？信我吧。把信我吧，没我来吧？信我吧，怎么我来信我？猪猪没？没我嘞，哪我没吧？喂，你要干我嘞喂？你要干？喂，咋这个软我了喂？咋被子没人就弄我了喂？ခင်ဗျားတို့မနေ့စောသတင်းတခုကြားပြီလားဘာသတင်းများတော့ဟိုဖိုးကြီးနဲ့ဆုံးသွားပြီလေဗျာဘယ်ဖိုးကြီးတွေလဲဟာဟိုငကားနဲ့ကလေးမိသားစုဖိုးကြီးတွေလေဟာဒီလောက်ပြိုင်နေကြတဲ့မိသားစုနှစ်စုကအဖိုးကြီးတွေတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာဆုံးသွားပြီအဲ့တော့ကျိုးအံ့ဩနေတာဗောဗျာအဲ့ဒါကြောင့်မဟုတ်ဘူးသတင်းဘယ်လိုလုပ်သားမေးကြမယ်အဲ့ဒါမှဒုက္ခပဲဟိုဘက်ရင်ဝင်လည်းမျက်နှာပူရမယ်ဒီဘက်ရင်ဝင်လည်းမျက်နှာပူရမယ်ခေါင်းပတ်နှမ်းမလို့ဖြစ်နေမထူးပါဘူးဗျာဒါနာရေးကိစ္စလေနှစ်အိမ်လုံးပဲကျွန်တော်တို့သွားမေးကြရအောင်ကြိုက်လားသွားကြစို့အေးဗျာကျွန်တော်တို့လည်းသတင်းကြားချင်းလာခဲ့တာပဲဗျာဒါနဲ့ခဲမကဘယ်တော့စပါလဲဗျာ
ကွေးတော့လည်းမဆက်နဲ့ဆန်တော့လည်းမကွေးခင်စီလို့ပေါ့ဗျာလူဆိုတာတေမျိုးတွေကြီးပါပဲဘုရားနဲ့ဖြစ်ဖို့မမျိုးရဲ့ဟုတ်ပါတယ်ဗျာကျွန်တော်တို့ကသူ့ကိုပြောနေရသေးတယ်အဲ့လည်းမုန်းနေတယ်ကိုတေရောညနေကျရင်ညကြရင်ဖဲဝိုင်းလုံးပါနော်လာခဲ့ဦးလုံးပါဟောဗျာခင်ဗျားကလေရှီဆုံးကလာခဲ့ပြီဒီမှာကျွန်တော်ဟိုဘက်အိမ်ထက်ကိုလေအကောက်ကိုရှော့ရှူနေမယ်ကျွန်တော်ဟိုဘက်ကတော့မီးလဲဦးမယ်ဗျာကောင်းမလားမကောင်းဘူးလေညာသွားမီးရမှာကိုပြန်လာခဲ့မယ်ဟောကျွန်တော်လိုက်ခဲ့နော်တရားနဲ့ပဲဖြစ်ဝေးတော့လည်းမတတ်လည်းမဘူးခင်ဗျာပြောလို့မလားခင်ဗျာလည်းတိတ်မငိုပါနဲ့ဗျာဟိုဒီတော့ဘူးရဘောဘောသူဘူးရသူဘူးရသူဘူးလာတော့ဟိုသူဒီနဲ့ဘူးရဩခင်ဗျာအွန်ဂျူဒီနဲ့ငိုနေရတာကိုနေဦးမြအာသူဘာဒီမှာနေစားနဲ့ငွေလူရှိတယ်။လိုချင်ကျွန်တော်ခေါ်ပေးမယ်။ဟုတ်လား။ဒါဆိုလည်းအမြန်ခေါ်ပေးပါရှင်။သူတောင်းသလောက်ကျမကိုပေးပါမယ်။ဟိုဘက်အိမ်ကလော့စပီကာမှာအော်ငိုနေတော့ကျမနားကြီးလုံးလုံးပါ။ စိတ်ချကျွန်တော်ကတော့ခေါ်လိုက်မယ်။ဟောကျွန်တော်ကတယောက်စာကူပါလာပြီ။မေးရမှာတော့အားနာပါတယ်ဗျာ။လွန်ခဲ့တဲ့တစ်ပတ်ကဦးလေးနဲ့တွေ့တော့ဘာမှခြားခြားရှိနေတယ်။ခုဘယ်လိုဖြစ်သွားလဲ။ပြောရမှာခက်ပဲဗျာပြောရရင်လည်းအဟောင်းနေအစုပ်ဟုတ်ပါဘူးအစ်ဖြစ်လာအောင်ပဲဟိုပြီးခဲ့တဲ့တရက်ကပဲမနေ့ကမှဗျာရေအိမ်ကအစင်းပေါ့ကင်းကောင်ကကြိုက်တာဟလားအဲ့ဒီမှာအဖျားဝင်သွားတာပဲအဲ့အဖျားလဲဝင်ပြီးရောနောက်ဆုံးအရင်ဝင်ပြီးဆုံးသွားတာပဲဗျာဟိုဒါနဲ့အာသူဝကဒီအိမ်ကပဲချမှာလားဟိုအာသူဝကတော့ကျွန်တော်တို့ဒီအိမ်ကပဲချမှာပဲလေဒါပေမဲ့ဟိုရုပ်ကလပ်ကတော့အေးတိုင်းပို့လာပြီအဲ့ဒီကြလာပြအောင်လို့လာခဲ့ဟုတ်ကဲ့ဒါမှလည်းစီပေါင်းပါပေါ့ဗျာဟုတ်တယ်နော်ဟိုမသားတစ်ခေါက်ចောင်းစေခေါက်ဆိုလို့ပေါ့ဗျာကုသိုလ်ရပါလေဟိုထဲမှာလူချင်းဟုတ်မှာအဲ့ဒါမသားရီမှာအခါလိုက်လို့လေသူ့နာမည်တော့မှမောင်ရှူဆိုလားကျမတော့မိတ်တက်ဖြစ်နေပြီဒါကျွန်တော်ပြောတဲ့နေသားနဲ့ငိုတဲ့လူလေဟုတ်လားမလီငိုစမ်းမအကူရဲ့အားရှိပါရှိတာငိုစမ်းမဟိုဘက်အခန်းလော်စပီကာမအတောင်လေဖုံးလွှမ်းတော့ငိုပလိုက်စမ်းပါဗျာဘလို့ဟိုဘက်အခန်းမိမရဲ့ငိုတောင်ကိုဖုံးတော့ငိုလိုက်စမ်းပါလို့ပြောတာနားကြီးလို့ဟုတ်ကဲ့ကျွန်တော်စားငိုရအောင်မလားခင်ဗျာငိုငိုတော့နော်ဟုတ်ပါလေအတော်လေးဒီလိုမျိုးရောက်ကြဗျာဟုတ်တယ်ကျမဘေးရှင်အော်ယောက်ျားကြီးလားဟုတ်ကဲ့အော်ပါလေဦးလေးကျေးဇူးပါရှာရှင်းမလေးနဲ့ငိုပါဘာမို့ပါဘူးအဲ့ဒါလေးတစ်ချက်ကြတယ်မလုံးဒီအိမ်တေလုံးကြီးပောက်ခွဲသွားနေငိုတာငိုခဏနေကြပါဦးကျွန်တော်ကကျေစင်ငိုရမှာလားတူးငိုရမှာလားအတော်နေလောက်ငိုရမှာလားဟင်အိုးရှင်ကလည်းရှင်းလိုက်တာကျမပြောနေတိုင်းငိုကြမှာတေးတယ်လို့ဟုတ်ကဲ့ညငိုအော်မလေးဦးလေးအဲ့ဒါအတော်ဝင်လာခင်ဗျတော်ဝင်လာဟုတ်ကဲ့ကျွန်တော်အချိန်ပြလို့ပါနော်အော်မလေးငိုကုန်ပြီတော့ဘယ်လိုလုပ်လဲဟောသူငိုတော့လေမျိုးကဟိုမျက်ရည်တွေဘူးသီးလုံးကြောက်ငိုပြလိုက်ပေါ့မလဲသူကကျမတက်ကိုငိုရတယ်တော့ဒုက္ခပါပဲငါလည်းအဲ့ဒါတော့ယောက်ျားထဲမှာလေငိုရတယ်မကြောက်ဘူး
ဒုက္ခပါပဲပတ်ဝန်းကျင်သိကျမဖေးကြောင်သိတာမငိုပဲနေလို့ပြောတော့မှာပဲဘယ်လိုလုပ်မလဲဘာမှမပူနဲ့ဟိုမှာကိုအုံနောက်ထဲမှာပရိန်းနေရှိတယ်တဲ့လားဘာမှမပူနဲ့ပရိန်းရှိနေမြန်ထောက်သူတို့ထက်သားကိုပါရမယ်ကိုသွားစီစဉ်လိုက်အောင်အသားလေးကိုပရိန်းမြန်ပြန်လာအခုလိုအရွယ်ကောင်းသူမှသုံးတာမလေးသက်ပြောစရာကောင်းလာကြီးလေဦးလေးဟုတ်ပါဘူးတက်ကန်ဟုတ်ပါရွယ်ကောင်းဟုတ်ပါသူများ80 90မှာသိတာကိုဦးလေးရဲ့ဝလေဦးလေးပဲကျွန်တော်နဲ့အတူတူသွားမယ်ဆိုဘယ်သွားပါလို့ခင်ဗျာဦးလေးကကျွန်တော်ပြောတယ်ဘောလုံးဝဲအတူတူကြည့်မယ်တဲ့ကျမအဖေကဘောလုံးဝဲဝါသနာမပါပါဘူးဘလုံးဝဲဝါသနာမပါဘူးလားဟုတ်တယ်ဒီမှာခမရုပ်ခမလေဟုတ်ကဲ့ခမီးပဲလည်းမဝါသနာပါဟုတ်ပါလေဦးလေးရဲ့ဇော်ဝင်းတို့ဒီရိုးအမျိုးသားစာရုံမှာကြည့်မယ်ဆိုအခုတော့ဦးလေးကျွန်တော်တယောက်တည်းထားခဲ့ပြီလားဦးလေးဦးလေးပဲငကနေစေးပြင်းနေတောက်မယ်ဆိုโอ้ရဟိုကကိုးစားတဲ့လူရဘယ်ကနေကနေစေးပြင်းနေရှောက်ပေါ်နေတယ်လေမသိပါဘူးစေးပြင်းနေမတောက်ဘူးလားတောက်ဘူးအော်မလေးစေးပြင်းနေမတောက်တဲ့ဦးလေးဟိုကထက်ကိုစားမလို့ဗျာလည်းထက်မလို့ပါဘူးခင်ဗျကိုရတော့ဝဲနေမှာဦးလေးအတွက်ဟာပေတဲ့လူကကိုးစားမလားကွာဦးလေးကိုရလေးတော့မကျွေးလိုက်ရပါလားဦးလေးငိုအားကြီးအဲ့လောက်ကြီးတော့လေလိုနေမအော်နေကြတယ်ဗျာငိုပြီပေါ့ညငိုပြီဦးလေးကောင်းရမိုးရနေပြီနေရရောက်ပါလေဦးလေးလေဒါကိုကောင်နော်ဆိုင်လာလာဖြစ်ရမယ်ဆိုင်မတူဒါလိုက်ခဲ့ဟာအော်မလေးဦးလေးဒါပြောလေတန်